အားလုံးပဲမင်္ဂလာပါစောင်းရသည်နဲ့လိုက်ဖက်လွန်လာတဲ့စက်သားအဆက်ချက်နီးလေးကိုမျှဝေပေးချင်ပါတယ်ဒါကတော့စင်ကာပူဖူကောမှာရောင်းတဲ့ chicken hot pot ပါသူရတာအတိုင်းချက်ကြည့်မယ်နော်ဒီဆုံးမြုပ်တီးကြောက်တွေရင်နွေးရင်စိန်ထားမယ်ပြီးရင်အာလူးလေးတွေကိုလည်းအနီရောတုံးပြီးတော့ရေစီးပေးထားပါမယ်ကျက်သွန်နီလေးတွေကိုလည်းအနီရောလိဖြတ်ထားလိုက်ပါမယ်ဟင်းကိုအနှစ်ပြပြလေးလိုချင်လို့ကျက်သွန်ပြူနေခြင်းကိုလည်းလုံးလုံးလေးစင်ပေးထားပါမယ်ပြန်ပြီးကျိတ်ဆက်ရှိရင်လည်းကျိတ်ဆက်နိုင်နဲ့ကျင်းလို့ရပါတယ်ဆက်ဆက်လေးကြိုက်တယ်ဆိုလို့ရှိရင်အခုလိုမျိုးငရုတ်သီးစိမ့်တောက်လေးလည်းထပ်ထည့်လို့ရပါတယ်ဒီငရုတ်သီးကြောက်တွေကတော့အကုန်လုံးညက်ပြီးတော့အထက်ကအစီကိုဖယ်လိုက်မှာဖြစ်ပါတယ်ဒီလိုလေးပါပြီးရင်တရုတ်နိုင်ငံရိုးလေးတွေလည်းအနီရော်လေးတုံးထားပါမယ်ကြက်သားကိုတော့အယူထုတ်ထားတဲ့ကြက်ပေါင်သားလေးကိုတုံးထားပါတယ်သူ့ကိုလည်းအနီတော်လေးနှီးဖြတ်ပေးထားပါမယ်ပြီးရင်တော့ကြက်သားလေးကိုအရသာနေပြီးနှက်ထားပါမယ်ဒီနေရာမှာဟင်းကိုအယောင်လေးပို့ပြီးလှအောင်လို့ dark soy sauce လေးကိုသုံးပြီးထားဖြစ်ပါတယ်ခရူးစီကတော့တရုတ်ဟင်းလေးရဲ့မပါမဖြစ် ingredient တစ်မျိုးပေါ့နော်တရုတ်ဟင်းလေးတော်တော်များများစက်သားဟင်းဆိုလို့ရှိရင်ကြက်ပေါင်သားကိုအသုံးပြုပါများပါတယ်တကယ်လည်းကြက်ပေါင်သားရင်ပုံထက် texture ပိုပြီးတော့စားရအဆင်ပြေတမင်းလေးချက်ပြီးပြီဆိုတော့ဟင်းစားချက်ပါမယ်အိုးပူလာရင်စီထည့်မယ်ပြီးလို့ရှိရင်ကြက်သွန်ပြူချင်းနဲ့ငရုတ်သီးကိုရင်ဆုံးစီတက်ပါမယ်ခုနကညှက်ထားတဲ့ငရုတ်သီးကြောက်လေးလည်းထည့်ပြီးတော့စီတက်ပေးပါမယ်အေးရောင်လေးလာဖို့နနွေးမောင်နေငယ်ထည့်ပါမယ်ပြီးရင်တော့ဒီနေ့ဟင်းတွေအဓိကလိုအပ်တဲ့ပဲငပိနှစ်လေးကိုထည့်ပါမယ်အနံ့လေးမွေးလာပြီဆိုရင်တော့ကျက်သွန်နီလေးကိုထည့်လိုက်ပါမယ်ပြီးရင်တော့ဒီဟင်းတွေအဓိကနောက်ထပ်လိုအပ်တဲ့ ingredient တော့ထုံဆက်ဆက်ငရုတ်သီးမှုန့်ဖြစ်ပါတယ်ဒီတစိမ့်လေးကိုအသုံးပြုထားပါတယ်တရုတ်စားသောက်ဆိုင်နဲ့ရောက်သွားတယ်လို့ပဲအရန်ကိုမှုကြိုင်သွားပါတယ်ပြီးရင်တော့ခုနကအရသာနေထားတဲ့စက်သားလေးထည့်ပြီးတော့မှုပေးပါမယ်အရသာလေးလေးပင်ပင်လေးရှိစေဖို့အတွက်ပဲငန်ရရဲ့အချိုလေးလည်းထည့်ပြီးတော့မှုပေးပါမယ်စက်သားလေးတွေပေါ်ကျိုးတင်းပြီဆိုတော့မှအာလူးလေးထည့်လိုက်ပါတယ်ပြီးရင်တော့ရေနွေးကိုစက်သားမျိုးအောင်ထည့်ပြီးတော့9မိနစ်လောက်တည်ထားပေးလိုက်ပါမယ်ရတာမြင်ကြည့်လိုက်တာနည်းနည်းပေါ်နေလို့ငမ်းမြရေးကျင်းလေးထပ်ထည့်လိုက်ပါတယ်ခုဆိုအာလူးတွေလည်းကျက်သွားပြီဆိုတော့တရုတ်နိုင်ငံရိုးလေးထည့်ပြီးတော့မိနစ်ငယ်လောက်တည်ထားပေးလိုက်ပါမယ်
ခုဆိုရင်အရာသာကိုဟင်းရည်ပြည့်ချဲကိုအနေတော်ပဲမို့လို့သုံးဆောင်လို့ရပါပြီ Thanks for watching and see you again